ခုနှစ်သားမိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘေးလက္ခဏာဟောတဲ့ဦးကျော်ဆိုလေးပဲဖြစ်ပါတယ်ကျွန်တော်ခုပေါ်ပြမယ့်အကြောင်းအရာတွေကတော့မိတ်ဆွေတို့လက်ဖွားပြီးဝင်ကြည့်ပါမိတ်ဆွေတို့လက်ဖွားပြီးဝင်စီကဥကောင်းလမ်းကြောင်းနဲ့တလုံးလမ်းကြောင်းရဲ့ကြားကွက်လက်ဟာကြီးမားတယ်ဆိုတာထိုးသူဟာစိတ်သဘောထားကြီးတယ်မျှတတဲ့အမြင်ရှိတယ်တရားမျှတမှုရှိတယ်အကဲဖြတ်မှုမှာမျှတတယ်မျှတတာဆုံးဖြတ်နိုင်စွမ်းရှိတယ်တကယ်လို့ဥကောင်းလမ်းကြောင်းလုံးလမ်းကြောင်းရဲ့ကြားကွက်လက်ဟာကြီးမြောင်းတယ်ဆိုတာထိုးသူကအမြင်ချင်းမြောင်းတယ်စိတ်တော်ရာသေးသေးနဲ့သူရှိဖြစ်တယ်ဗျာနော်ကျွန်တော်ဗီဒီယိုလေးဒီမှာပဲနေကုန်ချုပ်ပါတယ်ခုနကတိုင်းမိတ်ဆွေများတော့ကိုယ်စိနေမှာကျမချမ်းသာရှိရပါစေကျွန်တော်ဒီဘေးလက္ခဏာများဆက်သွယ်လို့ဖုန်းနံပါတ်ခေါ်ကားလေးတစ်ချက်ကိုတော့ရှိသူဆက်သွယ်ရတော့လည်းကောကျွန်တော်ရဲ့ TikTok အကောင့်မှာဆင်ညာမှာဆင်ပြေဆက်သွယ်ရတော့ကောဘေးလက္ခဏာများစုံစမ်းလို့ရပါခင်ဗျာကျွန်တော်ဗီဒီယိုလေးနဲ့တမှုရှိပါ like and share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့ TikTok အကောင့်ကိုလည်း follow လုပ်ပေးကြပါခင်ဗျာကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းတဦးချင်းစီတိုင်းလည်းကျေးဇူးဘုရားအထူးလက်တွေရှိရပါတယ်ခုနကသားမျိုးစုများလည်းကိုယ်စိနေပြကျမ်းမာချမ်းသာရှိရပါစေခင်ဗျာကျွန်တော်ဒီဘေးလက္ခဏာများဆက်သွယ်လို့ကဖုန်းနံပါတ်ခေါ်ကားကိုလည်းတစ်ချက်ကိုတော့ဆက်သွယ်ပေးကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ